အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ AI ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးသွားပါမယ် Artificial Intelligence ရဲ့တမိုင်းကတော့အစောပိုင်း technique သဘောတရားတွေနဲ့ mathematical logic တွေကနေပြီးတော့ပေါ်ထွက်လာခဲ့တဲ့ generative AI တစ်ခုပါပဲ1950ခုနှစ်မှာပြည်တိတိကျပညာရှင်ဖြစ်တဲ့ Alan Turing ကနေပြီးတော့ Computing Machinery and Intelligence ဆိုတဲ့စာတမ်းကိုထုတ်ဝေခဲ့ပါတယ်ဒီစာတမ်းထဲမှာစက်တွေစဉ်းစားနိုင်မလားဆိုတဲ့မေးခွန်းကိုအဓိကထားပြီးတော့ဆွေးနွေးထားပါတယ်။ Turing ကစက်ကစဉ်းစားတယ်လို့မသတ်မှတ်ပဲနဲ့လူတွေစက်တွေနဲ့စကားပြောတဲ့အခါမှာလူတစ်ယောက်နဲ့စကားပြောတဲ့လိုမျိုးထင်မိနိုင်မလားဆိုတဲ့လက်တွေ့စမ်းသပ်မှုတစ်ခုကိုတင်ပြခဲ့ပါသေးတယ်။ကျွန်တော်တို့လူသားတွေရဲ့အုံနောက်စွမ်းရည်နဲ့ညီမျှတဲ့ဒီစက်တစ်ခုရဲ့စွမ်းရည်ကိုတိုင်းတာဖို့ဒီလန်တစ်ခုအနေနဲ့ Turing စမ်းသပ်မှုဆိုပြီးတော့အဆိုပြုခဲ့ပါသေးတယ်။ Turing ကလူတစ်ယောက်နဲ့ machine တစ်ခုကိုစကားပြောခိုင်းပြီးတော့ဘယ်ဟာကလူဘယ်ဟာကဆက်ဆိုတာကိုမပွဲခြားနိုင်ဘူးဆိုရင်စက်တွေဟာတင်းပြီးလုံးနိုင်တယ်ဆိုတာကိုပြပြထားပါသေးတယ်။ကျွင်းကစက်တွေကမစင်စားနိုင်ဘူးဝိညာဉ်မရှိဘူးလူအတိုင်းပဲလုပ်တဲ့ creativity မရှိဘူး emotion မရှိဘူးလို့ပြောတဲ့သူတွေကိုလည်းတစ်ခုချင်းစမ်းစစ်ပြီးတော့တုံ့ပြန်ထားပါသေးတယ်။ကျွင်းရဲ့အလွန်ရှိပြတဲ့ idea ကတော့စက်ကိုအစကနေရအားလုံးကို program လုပ်ဖမ်းတဲ့ကလေးတစ်ယောက်လိုတင်ယူစေချင်တာပါပဲ။ဒီ user ကပဲ modern AI machine learning ရဲ့အခြေခံတွေးခေါ်တစ်ခုဖြစ်လာစေပါတယ်။ Turing က intelligence ဆိုတာလူတွေအတွက်ပဲမဟုတ်ဘူးဆိုတာကိုသက်သေပြချင်ခဲ့တာပါ။ machine တွေကအနာဂတ်မှာလူနဲ့တူအောင်တုံ့ပြန်နိုင်မယ်လို့လည်းသူကယုံကြည်ခဲ့ပါတယ်။1950ခုနှစ်လောက်တုန်းကကွန်ပျူတာဆိုတာကကဏ္ဍပေါင်းစပ်တစ်ခုပါပဲ။ဒါပေမဲ့ Turing ကအနာဂတ်မှာ machine intelligence တွေတိုးတက်လာမယ်လို့ယုံကြည်ခဲ့ပါတယ်။ဒီဟာက modern AI machine learning တွေရဲ့အခြေခံအတွေ့အခေါ်တစ်ခုပါပဲ1956ခုနှစ်မှာတော့ AI ဆိုပြီးတော့တရားဝင်စတင်ဖြစ်ပေါ်လာတဲ့ Desmos Summer Research Project မှာတော့ကွန်ပျူတာသိပ္ပံပညာရှင် John McCarthy ကနေပြီးတော့ Artificial Intelligence ဆိုပြီးတော့စတင်သုံးပြောဆိုခဲ့ပါတယ်ဒီ project ရဲ့အဓိကရည်ရွယ်ချက်ကတော့လူတွေရဲ့ဉာဏ်ရည်ကိုနားလည်ပြီးတော့စက်တွေမှာလူတွေရဲ့အုံနောက်ကိုပြန်ပြီးတော့ဖန်တီးနိုင်မယ်ဆိုတာကိုတက်သိပြချင်တာပါဆောင်းပိုင်းသုတေသနတွေမှာတော့သင်္ကေတ AI ကိုသာအောင်ဆက်ခဲ့ကြပြီးတော့ဒီကွန်ပျူတာတွေကတော့ပြဿနာတွေကိုဒီဖြည့်ရှင်းဖို့ပဲဒီ fan data ရဲ့ rule တွေနဲ့ logic တွေအတိုင်းအလုပ်လုပ်ခဲ့ပါတယ် MIT ရဲ့ ELIZA လိုမျိုး project တွေကတော့ဒီအစောပိုင်းဒီ rule တွေကိုအခြေခံထားပြီးတော့တည်ဆောက်ထားတဲ့ set တွေရဲ့အထောက်အထားတစ်ခုပါပဲ ELIZA ဆိုတာကတော့1960ခုနှစ်လောက်က Massachusetts Institute of Technology MIT ကနေပြီးတော့ Joseph Brisbane တည်ထွင်ခဲ့တဲ့ AI chatbot program တစ်ခုပါဒီကနေ့ခေတ် chatbot တွေရဲ့အစောပိုင်းပုံစံလို့တောင်ပြောနိုင်ပါတယ် ELIZA ရဲ့အဓိကအလုပ်လုပ်ပုံက pattern matching နဲ့ keyword substitution တွေကိုအသုံးပြုပြီးတော့ conversation လုပ်တာပါ user selected တွေကနေပြီးတော့အဓိက keyword တွေကိုရှာတယ်ဥပမာ user ကနေပြီးတော့ငါဒီနေ့ဝမ်းနေတယ်လို့ပြောရဲဆိုရင် ELIZA ဘက်ကနေပြီးတော့ခံစားချက်နဲ့ဒီဝမ်းနေမှုလားဝမ်းနေသလားပြောရှင်လားဆိုတာကိုပြန်ပြီးတော့ detect လုပ်ပါတယ် ELIZA ထဲမှာ root template တွေကိုလည်းကြိုရေးထားပါသေးတယ်ဥပမာအနေနဲ့ user ကနေပြီးတော့ငါဝမ်းနေတယ်ငါပြောရှင်တယ်အဲ့လိုပြောရဲဆိုရင် ELIZA ဘက်ကနေပြီးတော့မင်းဘာလို့ဝမ်းနေတာလဲလို့ပြန်ပြီးတော့တုံ့ပြန်နိုင်ပါတယ် ELIZA ကနံစားတွေကိုပြောင်းပြီးတော့လေဒီ natural conversation တွေမျိုးပြန်ပြီးတော့တုံ့ပြန်နိုင်ပါသေးတယ်ဥပမာငါကနေမင်းပြောင်းတာမျိုး grammatical substitution တွေကိုလည်းအသုံးပြုပါသေးတယ်keyword မတူဘူးဆိုရင်လည်း pre response တွေပေးပါတယ် pre response ဆိုတာကဥပမာမင်းဆက်ပြောပါမင်းကဟိုထပ်ပြောလေမင်းဘာလို့အဲ့လိုပြောတာလဲဒီလို response တွေကြောင့်ပဲလူတွေက ELIZA ဟာနားလေတယ်လို့ထင်မိလာကြပါတယ် ELIZA ရဲ့ female version ကတော့ psychotherapist တယောက်လို့ပြောတဲ့ Dr. Secret version မှာဒီကောင်က user တွေပြောတာကိုပြန်မေးတဲ့ style နေနဲ့အသုံးပြုပါသေးတယ်ဥပမာ user ကနေပြီးတော့ငါ့ရဲ့ FA ကဒေါသကြီးတယ်ကွာမင်းရဲ့ဖေချောင်ကိုပြောပြလို့ပြန်ပြီးတော့တုံ့ပြန်တတ်ပါသေးတယ်ဒီ style ကပဲ Rogeram psychotherapy method ကိုတွေ့ယူပြီးတော့အသုံးပြုထားတာပါ ELIZA က conversation AI တွေရဲ့အစောပိုင်းအမှတ်အသားတစ်ခု virtual assistant computer service bot တွေ AI chat system တွေရဲ့ ancestor ဘိုးကြီးလို့တောင်ပြောနိုင်ပါတယ် Brisbane ကိုယ်တိုင်တော်မှသွားတာကလူတွေက ELIZA ကိုသူတို့ရဲ့စိတ်ထဲမှာတကယ်နားလည်တယ်လို့တောင်ခံစားခဲ့ကြတာကိုပါဒီ phenomenon ကိုပဲ ELIZA effect လို့တောင်ခေါ်လာကြပါတယ် ELIZA ကဒီစဉ်းစားချင်းချင်းနိုင်စွမ်းမရှိဘူးမှတ်ဉာဏ်လည်းမရှိဘူးတကယ်နားလည်နိုင်စွမ်းလည်းမရှိဘူးဖုန်းနံကိုလည်းကြည့်ရမသိဘူးဒါပေမဲ့သူက script pattern machine system နဲ့အလုပ်လုပ်တယ်ဒီကောင်က AI သမိုင်းမှာတော့အလွန်ရေးကြီးတဲ့မှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်
AI winner ဆိုတာကတော့1980 1980နောက်ပိုင်းမှာ AI research နဲ့ development ပိုင်းမှာဒီမျှော်လင့်ချက်တွေလွန်ခဲ့ပြီးတော့ဒီထင်တဲ့အတိုင်းရလက်ရမလာတဲ့အတွက်ဒီငွေကြေးအခက်အခဲတွေဒီယင်းနှိမ့်မြုံနှံငွေတွေတုတနာပြုတဲ့အဒီအထောက်ပံ့တွေအကြီးကျယ်ကြာစင်းတဲ့ကာလကို AI winner လို့ခေါ်တာပါwinner လို့ခေါ်တာကတော့ AI နယ်ပယ်မှာဒီတိုးတက်မှုတွေနှေးကွေးပြီးတော့ရပ်တန့်သွားတဲ့အခြေအနေကိုဆိုလိုတာပါအစောပိုင်းတုတနာပြုတဲ့သူတွေကမကြခင်လူလိုစဉ်းစားနိုင်တဲ့ဆက်တွေ funding နိုင်မယ်လို့ဒီကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်ဒါပေမဲ့ဒီကွန်ပျူတာပါဝါမလုံလောက်တာတွေ data မလုံလောက်တာတွေ algorithm အားနည်းတာတွေကြောင့်မလို့တကယ်လက်တွေ့ကျတဲ့ပြဿနာတွေကိုလည်းမဖြေရှင်းပေးနိုင်တာတွေကြောင့်မလို့သူတို့ပြောတဲ့အတိုင်းတော့ဖြစ်မလာခဲ့ပါဘူးအဲ့ဒါကြောင့်မို့လို့အစိုးရတွေတက္ကသိုလ်တွေ company တွေကနေပြီးတော့ရမန်ငွေတွေရှော့ချပြီးတော့ဒီ AI သစ္စနာလောက်တာတွေလုံးဝရပ်တန့်သွားစေခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကကွန်ပျူတာတွေဆိုတာကအရန်လဲနှီးတယ်လို့အရန်လဲဈေးကြီးပါတယ်ဒီနည်းပညာရဲ့အမှန်တကယ်စွမ်းရည်နဲ့ဒီမိတ်တွေကြားကကွာချက်ကအရန်ကြီးမားလွန်းပါတယ် IBM ကတော့သူတို့ကိုယ်တိုင်တင်ထားတဲ့ chess လို့ဒီရှုပ်ထွေးတဲ့နည်းဗျူဟာကစားပွဲတွေမှာသုံးဖို့ဒီ machine intelligence ဘယ်လောက်ထိလုံနိုင်လဲဆိုတာကိုရည်ရွယ်ပြီးတိစောက်ထားတဲ့ Deep Blue ကို1996ခုနှစ်မှာဒီကမ္ဘာချန်ပီယံချက်ချန်ပီယံဖြစ်တဲ့ Garry Kasparov နဲ့ရှင်ပြန်ခိုင်းခဲ့ပါတယ်အဲ့ဒီပွဲစဉ်မှာတော့ Kasparov က Deep Blue ကိုအနိုင်ရရှိခဲ့တယ်ဒါပေမဲ့အဲ့ဒီပွဲစဉ်မှာဒီ Deep Blue ကနေပြီးတော့တပွဲနိုင်ရရှိခဲ့ပါတယ်အဲ့ဒါကြောင့်ပဲလူတွေကအံ့အားသင့်ခဲ့ရပါတယ်1998ခုနှစ်မှာတော့ upgrade လုပ်ထားတဲ့ Deep Blue ကနေကမ္ဘာစစ်တီးချန်ပီယံဖြစ်တဲ့ Garry Kasparov ကိုပွဲစဉ်အားလုံးကိုအနိုင်ခဲ့ပါတယ်။ Deep Blue ကဒီ modern AI chatbot တွေလို learning system တော့မဟုတ်ပါဘူး။သူ့ရဲ့အဓိကစွမ်းကတော့ကျွန်တော်တို့ဒီ enormous community power တွေ brute force set တွေ evaluation function တွေကိုအသုံးပြုပြီးတော့တိစောက်ထားတာပါ။ Deep Blue ကဖြစ်နိုင်တဲ့ဒီအယူတန်းပေါင်းများစွာကိုလင်းမြန်စွာတွက်ချက်နိုင်တဲ့တစ်စက္ကန့်ကိုဘယ်လိုရွေ့မယ်ဘယ်လိုအနေထားလုပ်မယ်ဆိုတာကို analyze လုပ်နိုင်တယ်။ဒီအရွေးတစ်ခုချင်းစီကိုရဲ့ PS band တွေ King Safety တွေ Fault Control တွေဒီ positional string တွေပေါ်အခြေခံပြီးတော့လည်းအမှတ်ပေးပါတယ်ဒီပြိုင်ဘက်ကဘာလုပ်မလဲဆိုတာကိုလည်းကြိုတွက်ပြီးတော့ဒီဖြစ်နိုင်သောလှုပ်ရှားမှုဆိုတဲ့ algorithm ကိုအသုံးပြုပါတယ်Deep Blue ကနေ machine တွေက highly intellectual test တစ်ခုမှလူတွေကိုကြော်ပြတ်နိုင်တယ်ဆိုတာကိုသက်သေပြနိုင်ခဲ့ပါတယ်ဒါအပြင် media attention တွေကိုရခဲ့ပြီးတော့AI ကိုလူတွေပို့ပြီးတော့စိတ်ဝင်စားလာစေပါတယ်။ Deep Blue ကချက်တစ်ခုတည်းမှာအလွန်ကောင်းပေမဲ့ဒီ language understanding တွေ command sense တွေ general reasoning တွေမှာတော့မစွမ်းဆောင်နိုင်ပါဘူး။ဒါကြောင့်မို့လို့သူဟာဒီ narrow AI တွေရဲ့ female estimate တစ်ခုတောင်ဖြစ်နေပါတယ်။ကွန်ပျူတာတွေကဒီ brute force တွက်ချက်မှုတွေကိုအသုံးပြုပြီးတော့ဒီရှုပ်ထွေးတဲ့ viewer တွေကိုကိုင်တွယ်ဖြည့်ရှင်းနိုင်တဲ့ဆိုတာကိုသက်သေပြနိုင်ခဲ့ပါတယ်။ internet ခေတ်ရောက်လာတဲ့အခါမှာတော့ data ပမာဏတွေအများကြီးစုဆောင်းလာနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူတည်တနာပြတဲ့သူတွေက data တွေကို pattern တွေကိုတည်နိုင်တဲ့ hack တဲ့စီးမြင်တွေကနေပြီးတော့ algorithm တွေကိုတဖြည်းဖြည်းပြောင်းလဲပြီးတော့အောင်ဆိုင်လာကြပါတယ်။ hack တဲ့ root ဆိုတာကတော့ programmer တွေကနေပြီးတော့ computer program တွေကိုစီးမြင်တွေကိုဓာတ်ရိုက်ကြိုရေးထည့်ထားတာကိုဆိုလိုတာပါ။ဒီ Deep Blue မှာလည်း hack တဲ့ evaluation rule တွေကိုအများကြီးအသုံးပြုခဲ့ပါတယ်။ဥပမာ Queen ကပွင့်တက်တန်မိုးကြီးတယ်ဒီ King Safety ကအရန်ရေးကြီးတယ်Central Control ကောင်းရင်advantage ရမယ်ဆိုရဲဒီ chess knowledge တွေကိုလည်းလူတွေကနေပြီးတော့ program နဲ့ကြိုပြီးတော့ထည့်ပေးထားခဲ့ပါတယ်။နောက်ခုနှစ်နောက်ပိုင်းမှာတော့ internet ကပို့ပြီးတော့တိုးတက်လာတာကြောင့်မလို့ AI ကိုလေ့ကျင့်ပေးဖို့ data တွေအများကြီးရရှိခဲ့ပါတယ်။အဲ့ဒီချိန်မှာ graphic တွေကိုဖော်ပြဖို့အသုံးပြုတဲ့ GPU လို့ခေါ်တဲ့ graphic processing unit တွေကို AI နဲ့သိပ္ပံတွက်ချက်မှုတွေမှာစတင်ပြီးတော့အသုံးပြုလာခဲ့ကြပါတယ်။ GPU တွေကတစ်ချိန်ထဲမှာတွက်ချက်မှုတွေအများကြီးလှုပ်ဆောင်လာနိုင်တဲ့အကြောင်းမို့လို့ AI model တွေကိုပို့ပြီးတော့မြန် train လုပ်လာနိုင်ခဲ့ပါတယ်။2006ခုနှစ်မှာတော့ NVIDIA ကနေပြီးတော့ CUDA technology ကိုမိတ်ဆက်ခဲ့ပြီးတော့ GPU တွေကို graphic အတွက်သာမကဘဲနဲ့ AI နဲ့ဒီအသိပ္ပံတွက်ချက်မှုတွေမှာပါအသုံးပြုလာနိုင်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။အဲ့ဒီနည်းပညာတွေကြောင့်ပဲဒီ land research တွေကအရှိန်အဟုန်နဲ့တိုးတက်လာခဲ့ပါတယ်။2012ခုနှစ်မှာတော့ Imaginary Combination မှာ Geoffrey Hinton ရဲ့အဖွဲ့ကဖန်တီးထားတဲ့ AlexNet AI model မှာ NVIDIA GPU ကိုအသုံးပြုပြီးတော့ image recognition မှာအောင်မြင်မှုအကြီးမားရရှိနိုင်ခဲ့ပါတယ်။အဲ့ဒီအောင်မြင်မှုကပဲဒီ learning ဖြစ်ကိုစတင်စေခဲ့ပြီးတော့ဒီ computer vision တွေဒီ speed recognition တွေ language AI technology တွေမှာအလုံးမြန်စွာထိုးတက်လာနိုင်ခဲ့ပါတယ်။2020ခုနှစ်မှာတော့ large language model လို့သိကြတဲ့ဒီ generative AI က
ဒီကိုရေးသားတာတွေဒီလက်တွေ့ကြတဲ့ပုံတွေကိုဖန်တီးတာတွေဒီလူသားတွေလိုတူပါပြီးစကားပြောတာတွေကိုလှုပ်ဆောင်လာနိုင်ပါတယ်ဒီယနေ့ခေတ်မှာတော့ AI တွေကဒီစီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင်သုံးစွဲသူအားလုံးအတွက်ပါအရေးပါတဲ့အရာတစ်ခုဖြစ်နေပါပြီကျွန်တော်တို့အားလုံးဒီ Open AI, Google AI, ChatGPT, Gemini လိုမျိုး platform တွေကနေတဆင့်ဒီနည်းပညာတွေကိုလေ့လာပြီးတော့လက်ကိုလေးမြတ်စွာအသုံးပြုလို့ရနေပါပြီ